Aloma Minglava, Mimi Lisu, Facebook page ne, YouTube channel no appear to Solar, General Megano, and the Zupibare. The ne Tingy Chindogo, to coop your betchanagaro, Facebook is setting the Kunle of your betchamana. The shooting a chinui, Missouri, Matira to Shinibare, Tira to Shibare, a coup. Tira to watch your rubber, but the Luga, the General Poperago, Celebi, Natabi, Lochilo Naimare. Channel Facebook ya diru channel Facebook account go friend အနေနဲ့အပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုသူများမမီအောင်ဘယ်လိုလုပ်ရမလဲနောက်ပြီးကိုအပ်ထားတဲ့ကိုပြောနေတဲ့ကိုလက်ခံစကားပြောနေတဲ့ကိုအပ်ထားတဲ့လက်ခံထားတဲ့ friend သူတို့ရဲ့ဖုန်းနံပါတ်ကိုဘယ်လိုမီအောင်လုပ်ရမလဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ fan ကိုတွားကြည့် fan နေရာမှာတွားကြည့်မယ်တကယ်ချင်းနေရာကိုတွားကြည့်မယ်โอเคပါကျွန်တော်မှတကယ်ချင်းဒီလောက်လောလောဆယ်ဒီလောက်ပဲရှိပါသေးတယ်ကျွန်တော်တကယ်ချင်းတယောက်အကောင့်ကိုဝင်လိုက်ပါမယ်ဒီအလွမ်းလေးဆိုတဲ့အကောင့်လေးကိုကျွန်တော်ဝင်ကြည့်လိုက်ပါမယ်ကွာโอเคဝင်ကြည့်လိုက်ပါမယ်အဲ့ဒါဆိုရင်သူ့ရဲ့ဖုန်းနံပါတ်ကျွန်တော်ဘယ်လိုမြင်အောင်လုပ်မလဲသူ့ကိုကျွန်တော်လည်းမတိပါဘူးကျွန်တော်လည်းမခင်ပါဘူးမရင်းနှီးပါဘူး online ပုံမှာပဲဒီလို Facebook တူလေးအလို့ကျွန်တော်လည်းလက်ခံနိုင်ပါလားဒါမှမဟုတ်ကျွန်တော်အလို့တူလက်ခံလို့စကားပြောနေချင်းဖြစ်ပါတယ် fan ဖြစ်နေချင်းဖြစ်ပါတယ်အဲ့ဒါကိုသူ့ဖုန်းနံပါတ်ကိုကျွန်တော်တိအောင်လုပ်မယ်ဆိုရင်တော့ okay သူ့အကောင့်မှာဒီလိုပေါ်လာပြီအခုဒီစာကြောင်းထဲမှာအဆက်30တဲ့အထက်မှာအလွန်လေးအကြောင်းအချက်လက်များဆိုတာကိုရှိပါတယ်ဒီလိုပဲမဟုတ်တခြားလူတယောက်ဆိုရင်ဒီမှာမဖြူမောင်မဲတယောက်ဆိုရင်သူ့ရဲ့အကြောင်းအချက်လက်များဆိုတာကိုရှိပါတယ်အဲ့ကိုတစ်ချက်နေပါမယ်โอเคအဲ့ဒီနေရာကိုနေလိုက်ပြီဆိုရင်သူဖွင့်သူတုံးထားတဲ့ Facebook အကောင့်ဖွင့်ထားတဲ့ဖုန်းနံပါတ်ကဒီနားမှာပေါ်နေပါဖြစ်ပါတယ်โอเคဒါကိုကျွန်တော်တို့ယူလို့ရပါတယ်โอเคအခုကဒီလိုဖုန်းနံပါတ်ဒီလိုမပေါ်အောင်ကျွန်တော်တို့လောက်ကြမှာပေါ့နော်ဘယ်လိုလုပ်မလဲဆိုရင်โอเคကျွန်တော် Facebook အကောင့်မှာဒီလိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီထဲမှာက fan ရှိတယ်ဒီထဲမှာကတော့ကျွန်တော်တို့ profile ရှိတော့ပေါ့ဒီထဲမှာကတော့ 3 picture တွေရှိတယ်ဒီထဲမှာအဆက်3ဆက်လေးရှိတယ်မိချောင်း3ချောင်းရှိတယ်အဲ့ဒီနေရာကိုတစ်ချက်နှိပ်မယ်โอเคအဲ့လိုနေရာကိုနှိပ်လိုက်ပြီဆိုရင် setting ကိုတွားမယ် setting နဲ့ကိုရေးလုံခြုံမှုโอเคအဲ့နေရာကိုနှိပ်ပါမယ်โอเคအဲ့နေရာရောက်ပြီဆိုရင်ကျွန်တော်တို့ဒီ setting များဆိုတာနေရာကိုပြန်နှိပ်ပါမယ်โอเคsetting များဆိုတဲ့နေရာကိုနှိပ်ပြီးလို့ရှိရင်ဒီအပေါ်မှာရှိတဲ့ကိုရေးဆိုင်ရာအချက်လက်များဆိုတဲ့နေရာကိုနှိပ်ပါမယ်โอเคကိုရဲ့အချက်လက်များဆိုင်ရာနေရာမှာပထမဆုံးလှုပ်လို့ရမယ့်ဟာကဘာထပ်လို့ရတဲ့ဒီမှာနာမည်ကိုအရင်တော့နာမည်ဖွင့်ထားတဲ့ဟာကိုမကြိုက်လို့ရှိရင်ဒီနေရာမှာနာမည်ဝင်ပြင်လို့ရပါတယ်ဒါပေမဲ့ရပ်ပေါင်း60မှပြောင်းလို့ရမှာဖြစ်ပါတယ်โอเคဒီမှာကျွန်တော်တို့နာမည်ရေးမယ်ဒီမှာကျွန်တော်တို့နာမည်ရေးမယ်ဒီမှာအောက်ဆုံးမှာနောက်ဆုံးနာမည်ရေးမယ်ပြီးလို့ရှိရင်ပြောင်းလဲမှုကိုဆက်တက်မယ်ဆိုတာကိုနေပြီးလို့ရှိရင်အဆင်ပြေတော့မှာဖြစ်ပါတယ်နောက်ထပ်တနည်းကတော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ဒါမှမဟုတ် Gmail ဒါတွေကိုသူများမမြင်အောင်ဘယ်လိုလုပ်မလဲဆိုရင်တော့အခုကျွန်တော်တို့ဒီဆက်တွေရနဲ့အချက်လက်များဆိုတဲ့နေရာကိုတွားမယ်โอเคအဲ့နေရာမှာကျွန်တော်ဖုန်းနံပါတ်ဒီဥစ္စာနဲ့ဖွင့်ထားလို့ကြောင်းဒီမှာအများအမည်ဖြစ်နေတယ်ဒီအများအမည်ဆိုတဲ့နေရာမှာတော့အားလုံးမြင်မှာဖြစ်ပါတယ်အဲ့ဒါကိုသူများမမြင်အောင်ပိတ်ချင်လို့ချင်းကျွန်တော်တို့ဒီများလေးကိုတွားပါမယ်โอเคအဲ့နေရာမှာကျွန်တော်တို့ဒီအများအမည်ရဲ့နောက်မှာဒီများအောက်ဘက်ပြထားတဲ့ရှိပါသေးတယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်မယ်အဲ့လိုနှိပ်လိုက်လို့ရှိရင်ဒီလိုစာတွေပေါ်လာမယ်အများအမည်တငယ်ချင်းများနေရာမှာနှိပ်ထားလို့ရှိရင်ကျွန်တော်တို့ Facebook တငယ်ချင်းများတာတွေ့ပါလိမ့်မယ်တခြားလို့မတွေ့ရဘူးဘယ်သူမှမတွေ့စေချင်ဘူးကိုယ့်ရဲ့ဖုန်းနံပါတ်ကိုသူများတွေမသိစေချင်ဘူးဆိုရင်တော့ဒီမိမိတူတီတာဆိုတဲ့နေရာကိုနှိပ်ပါမယ်โอเคဒီနေရာကိုနှိပ်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီများလေးနဲ့ပြန်ထွက်လိုက်ပါမယ်โอเคဒီမှာမိမိတူတာဖြစ်သွားပါပြီအဲ့လိုဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook အကောင့်ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုမိမိမှလွယ်ကိုကပေးတာမဟုတ်ဘဲနဲ့သူများနေဒီလိုကိုအကောင့်ထဲကိုဝင်ပြီးမှ Facebook ပြန်လည်ယူလို့မရတော့ဘူးဆိုတာကို
ပြောပြချင်ပါတယ်โอเคအားလုံးပဲကျေးဇူးတင်ပါတယ်အခုလိုအားပေးတဲ့အတွက်အရန်ကိုအထူးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း Facebook page လေးကိုလည်းအားပေးတော့ဖို့ဖိတ်ခေါ်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တည်ရမြတွေကိုဒီလိုကျွန်တော်ဗီဒီယိုလေးလုပ်ပြီးမှတငယ်ချင်းတွေကိုမျှဝေပေးချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်အခက်ဆက်မော့စတဲ့ဝဆာငူဂျူကမ